ဒီနေရာမှာ UFX configuration ပေါ့နော် UFX configuration လို့ခေါ်မယ်ဒါမှမဟုတ် prevention UFX ကို reset လုပ်ခြင်းလို့ခေါ်မယ်နော်အဲ့တော့ UFX reset လုပ်တာမလုပ်တာအရင်ဆုံး UFX reset လုပ်ဖို့အတွက်ဒီ OTP state ဒီဘာဖြစ်နေဖို့လို့လဲ not lock ဖြစ်ဖို့လို့လဲအဲ့တော့ configuration degrader OTP ဒီဘာဖြစ်ရမှာလဲ not lock ဖြစ်ရမယ်နောက်တစ်ခုက UFX reset မလုပ်ခင်ဘာဖြစ်နေဖို့လို့လဲဆိုရင်နံပါတ်1 prevention တွေဒါမှမဟုတ် degrader တွေကို packet ထုတ်ဖို့လို့လဲနောက်တစ်ခုကအရေးကြီးတဲ့ critical partition လို့ခေါ်တဲ့ network partition တွေ critical partition ဆိုတာအကုန်ခြုံငုံပြီးပြောတာnetwork partition ဆိုရင် network partition ကိုပြောတာတကယ်တမ်း critical partition တွေမှာအရေးကြီးတဲ့ partition ပိုင်းတွေအများကြီးရှိတယ် fingerprint နဲ့သက်ဆိုင်တဲ့ calibration နဲ့ဒီ sensor နဲ့သက်ဆိုင်တဲ့ partition တွေဟုတ်ပြီလားserial number နဲ့သက်ဆိုင်တဲ့ partition တွေဒီ information နဲ့သက်ဆိုင်တဲ့ partition တွေအားလုံးကို critical partition လို့ခေါ်တာအဲ့ဒီမှာ EFX partition ဆိုတာ network နဲ့သက်ဆိုင်တဲ့ partition ဆိုပြီးမှထပ်ခွဲထုတ်တာအဲ့တော့ network နဲ့ partition တွေကောင်းဆုံးကတော့ဘာတွေကိုထုတ်ထားတာအကောင်းဆုံးလဲဆိုရင် critical partition တွေကို packet ထုတ်တာအကောင်းဆုံးပဲလို့ဆိုလိုတာအဲ့တော့မှန်မြေပေါ်မှာလက်ပွေပါတဲ့တစ်ပိုက်တွေ Xiaomi တွေမှာဆိုရင် packet တွေကိုမူရင်း packet တွေကိုပါလုပ်ထားဖို့လိုတယ် packet ထုတ်ဖို့လိုတယ်ဘာမလုပ်ခင်လဲ UFX reset မလုပ်ခင်အဲ့တော့ reset မလုပ်ခင် critical path တွေ packet ထုတ်မယ်နောက်တစ်ခုကအဲ့လို critical path တွေကဘယ်ရလဲမသိဘူးဆိုရင်ဒီမှာ packet ဆိုတာနေလဲသူကလည်းသူ critical partition တွေကိုထုတ်သွားမယ်သဘောကတူးတွေမှာဘောက်တွေမှာဆိုရင်တော့ဒီလို highlight ပြထားတဲ့အကြောင်းလေးတွေနဲ့ဟာကိုပြောချင်တာနော်ဒီနေရာမှာ critical path တွေထုတ်ထားပြီးပြီprevention တွေလည်းထုတ်ထားပြီးပြီဆိုရင် SCC ကိုသုံးခဲ့တယ်ဆိုရင် degrader ရဲ့တက်ထဲကိုသွားမယ် configuration တွေကိုသွားမယ်အဲ့ဒီမှာနှစ်ခုရှိတယ်ဘာကွာခြားသလဲလို့မေးရင်ဒါက number of logical unit တွင်းမှာရှိတဲ့ partition တွေအကုန်လုံးကိုဖျက်ပစ်တာဖြစ်တယ်ဒီတစ်ခုကကျတော့ number of logical unit အားလုံးကိုဖျက်တာဖြစ်တယ်ပြောချင်တာက unit ကြီးတစ်ခုလုံးကိုဖျက်ပစ်ပြီဆိုမှတော့ဒီ unit ထဲမှာရှိတဲ့ partition တွေလည်းရှိစရာအကြောင်းမရှိတော့ဘူးအဲ့တော့ဘယ်လိုအချိန်တွေမှာဒီဟာကိုသုံးတယ်လဲဘယ်လိုအချိန်တွေမှာဒီဟာကိုသုံးတယ်လဲခုနလိုဒီ UFX reset လုပ်လို့ရတဲ့ OTP state ဒီ not lock ဖြစ်တယ်ဆိုရင်ဒီ prevention ကိုသုံးတယ်အကယ်၍ဒီနေရာမှာ OTP state ဒီ lock ဖြစ်နေခဲ့တယ်ဆိုရင်တော့ဒီခဲပြက်ပုံစံလေးကိုသုံးလိုက်တာဟုတ်ပြီနော်အဲ့တော့ခဲပြက်ပုံစံလေးတွေကိုသုံးတာဒီ number of logical unit အတွင်းမှာရှိတဲ့ partition တွေကိုမလုပ်တာနဲ့အတူတူပဲလေဖြတ်တာနဲ့အတူတူပဲနော်ဟုတ်ပြီဒီကောင်ကဒီမှာ error တက်နေဒီ program မှာ bug ပါနေတယ်ထင်တယ်အဲ့တော့နောက်တစ်ခုပြောင်းသုံးမယ်ကဲဘယ်တော့ဆက် try ကြည့်မယ်အဲ့တော့ကြည့်တဲ့အခါဒီဘက် log ကဟာကိုကြည့်နော်ဟုတ်ပြီဒီလို fail သွားတယ်ဆိုရင်ဖြစ်နိုင်ခြေနှစ်ခုရှိတယ် program ကြောင့်လည်းဖြစ်နိုင်တယ်အဲ့တော့နောက်တစ် program တစ်ခုပြောင်းသုံးရအောင်ဒီ version တစ်ခုပြောင်းသုံးတယ်လို့ဆိုလိုတာနော် program တော့မပြောင်းပါအဲ့နှစ်ခုကိုကိုယ်ပြပြသိစေချင်လို့နော် degrader configuration ဆက် try ကြည့်မယ်ဒီမှာဆိုတော့ဆိုရင် test fail လို့ပြတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင် chat the report JDSC tech log လို့ပြတယ်ဟုတ်ပြီအဲ့ဆိုတော့ဒီမှာဒါမျိုးဆိုရင်ဘာနဲ့သုံးမလဲဆိုရင် UFX reset ကိုသုံးလိုက်နော်အဲ့တော့ FCC ပေါ်သုံးပြီးတော့မှ UFX reset လုပ်နည်းပေါ့အဲ့တော့ဒီကောင်က program ကြောင့်လည်းဖြစ်နိုင်တယ်ဒီ program က101102 3 ပေါ့နော်ခုနကကျွန်တော်တို့ဟာကဘယ်လောက်လဲ10 03အတူတူပဲ sorry တကယ်တမ်းတခြားအောင်သုံးလိုက်ရမှာ program လေးမြန်နေနော်ဒီကောင်ရှိသေးလားတော့မသိဒီကောင်တစ်ချက်သုံးကြည့်ရမှာ
program အတူတူဖြစ်ဟုတ်ပြီနော်အဲ့တော့ကို programmer မှာကဘာ error ပါနေရလဲဆိုရင်ဒီ dash error လေးပါနေတာပေါ့နော်အဲ့တော့သူတို့ bug လေးကို fix ဖို့လိုတယ်ဒီမှာကျတော့ဘာလုပ်လို့ရတယ် erase လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ erase လုပ်လို့ရတယ်သို့မဟုတ် write protection ပါလို့လည်း erase လုပ်လို့မရတာဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘာလုပ်လိုက်မလဲဆိုရင် fully reset လုပ်လိုက်တယ်အဲ့တော့ဒီနေရာမှာ fully reset factory prevention လုပ်တာဒီ number of logical unit တွေကိုဘာလုပ်တာနဲ့အတူတူပဲလေဖြတ်လိုက်တယ်ဆိုမှတော့သူဒီအသစ်တိုင်းဖြစ်သွားပြီ ICD ဝယ်တော့အတိုင်းဖြစ်သွားပြီ IC ထဲမှာဘာ partition မှမရှိတော့ဘူးတွေ့လားအဲ့လိုမျိုးမရှိတော့ဘူးဆိုတော့ဒါဒီနေထားမှာကိုက MDK တစ်ပိုင်းအတွက်သုံးမယ်ဆိုရင် MDK ရဲ့ configuration တွေကိုသုံးမယ်ကွယ်ကွန်ဆိုရင်ကွယ်ကွန်အတွက် configuration တွေကိုသုံးမယ်အဲ့လိုပဲ high silicon ဆိုရင် high silicon ရဲ့ဘာတွေကိုသုံးပြီးရုံပဲလေ configuration တွေကိုသုံးပြီးတော့မှဘာလုပ်ပြီးရုံပဲလေပြန်ပြီးရေးရုံပဲနားလည်လားအဲ့တော့ဒါက SCC ဘုတ်မှာပါတယ်ဒီဟာလေးကိုသိထားဖို့လိုတယ်အဲ့တော့ဒီဟာနဲ့ဒါနဲ့ဘာကွာခြားချက်ရှိတယ်လဲဒါက logical unit တစ်ခုချင်းစီမှာရှိတဲ့ GPD table တွေကိုထဲမှာရှိတဲ့ data တွေကိုဖြတ်တာဒါက IC ထဲမှာရှိတဲ့ logical ရော number of logical unit တွေရော partition structure တွေရောအကုန်လုံးကိုဖြတ်တာအဲ့လိုဖြတ်လို့ရဖို့အတွက်ကဘာဖြစ်နေဖို့လိုလဲ prevention ဒီ not lock ဖြစ်နေဖို့လိုတယ်အဲ့တော့ fully reset လုပ်လိုက်ပြီဆိုတာနဲ့ဒီနေရာမှာ boot partition set တွေပါလွဲသွားမှာnot set တွေဖြစ်သွားမယ်အကယ်၍ erase လုပ်တယ်ဆိုရင်တော့ဒီဟာတွေပြောင်းလဲသွားမှာမဟုတ်ဘူး boot A ဆို boot A ကနေပဲ set တက်မယ်သဘောပေါက်တယ်နော်အဲ့တော့ဒီနေထားမှာကိုပြန်ရေးခြင်းနဲ့သက်ဆိုင်ရာ SOC လိုက် configuration တွေကိုဘာလုပ်ပေးရမလဲပြန်ပြီးရေးရမယ်အဲ့တော့ SCC ဘောသုံးပြီးတော့မှဟာလာ UFL reset လုပ်တယ်ဆိုရင်ဘယ်လိုလုပ်တယ်လဲဒီ erase ဆိုတာဘယ်အချိန်ဒီမှာသုံးတယ်လဲဆိုတာကိုနားလည်စေချင်တာပေါ့နော်ဟုတ်ပြီ UFL reset လုပ်တဲ့နေရာထားမယ်နော် SCC ဘောသုံးမယ်ဆိုရင်